ရှေးလွန်လေပြီးတော့အခါဒီယာဝတီမြစ်ကမ်းနဖူးမှာတကောင်းလို့ခေါ်တဲ့လွန်တာရတဲ့တိမ်ပြည့်ကြီးတစ်ခုရှိခဲ့ပါတယ်။ထိုပြည်မှာမောင်တစ်တယ်လို့ခေါ်တဲ့ဘဲဆရာကြီးတစ်ခုရှိခဲ့ပါတယ်။သူရဲ့တန်တူထူတန်တပြည်လုံးဟင်းကနေမြည်တော့တတ်ပါတယ်။သူ့မှာတော့ရွှေမျက်နှာလို့ခေါ်တဲ့အရန်လှပတဲ့နမတော်လေးတစ်ယောက်လည်းရှိခဲ့ပါတယ်။ မောင်တစ်တဲ့ရဲ့အားရင်ကတမ်းမှန်လို့မဟုတ်ဘူးငါနန်းကိုလူယူမဲ့သူဖြစ်လာနိုင်တယ်သူ့ကိုအမြန်ဆုံးဖမ်းဆီးကြစမ်း မင်းကြီးရဲ့အန်ဒီရဲ့ကြောင့်မွန်တစ်တဲ့တယောက်ဘေးလွတ်ရာတောကြီးမြင့်မဲတွေကိုထွက်ပြေးပုံချောင်ခဲ့ရပါတယ်။နန်းတော်ထဲမှာကြံရစ်ခဲ့တဲ့နမတော်ရွှေမျက်နှာကိုတော့မင်းကြီးကတိုင်းပိတ်ပြီးမိဖုရားကြီးအဖြစ်တင်မြှောက်လိုက်ပါတော့တယ် နမတော်မောင်တစ်တဲ့ကိုပြန်ခေါ်လိုက်ပါမောင်ကြီးကိုမြို့ဝန်အဖြစ်ခန့်အပ်ရှိမြောက်ရှင်လို့ပါ ။နမတော်ရဲ့စကားကိုယုံကြည်ပြီးမွန်တစ်တဲ့တယောက်တကောင်ပြည့်စီကိုပြန်လာပါတော့တယ်။ဒါပေမဲ့